ဖြစ်တာဒီကောင်ပေါင်းချင်း9ကလည်းဒီ3လုံးပေါင်းမှ9ဖြစ်တာဒီကောင်ပေါင်းချင်း10ကလည်းဒီ3ပေါင်းမှ10ဖြစ်တာအထူးသဖြင့်ပေါ့ဗျာထားပါတော့အောက်ကနေမပြောတော့ဒါပေမဲ့ဒီ3လုံးပေါင်းချင်း9ဒီမှာ3လုံးပေါင်းချင်း9ရှိသေးတယ်ဒီကလည်း3လုံးပေါင်းချင်း9ပဲဒါပေမဲ့ဒီ3လုံးဒီ9ကဒီ3လုံးပေါင်းမှ9ဖြစ်တာဒါပေမဲ့ဒီမှာတော့ကျွန်တော်တို့က3ညရှိမှရှိနေတဲ့အတွက်နှလုံးနဲ့ကို9ဖြစ်တယ်ဒီခွန်နှလုံးနဲ့ပေါင်းရင်လည်း9ဖြစ်တဲ့သဘောဖြစ်နေတာပေါ့ဗျာပြောချင်တာကတော့ power break ကလည်း9 3ပေါင်းရင်လည်း9ဆိုပြီးတော့ဒီခါနှစ်ခတ်ညနေ power ဖြစ်စဉ်မှာအဲ့လိုထူးခြားတာကိုတွေ့ရတယ်အဲ့လိုထူးခြားတာကိုတွေ့တဲ့အတွက်ဘာဖြစ်လဲဆိုလို့ရှိရင်အဲ့ဒီဖြစ်စဉ်ကတော့နှစ်ခုပဲရှိသေးတယ်ကျွန်တော်တို့ကံစိုးကံကောင်းမဲနှံ့ရမှာပေါ့ဗျာကျွန်တော်ဒီဟာလေးကျွန်တော်မိသားစုတွေအီလေကြီးဖြစ်နေနေတူတယ်နော်တေချာရောသဘောပေါက်ကြရလားမသိဘူးကျွန်တော်ကပဲရှင်းပြတာလို့လားဒါမှမဟုတ်ကျွန်တော်ယူလိုက်တဲ့ဥစ္စာကအဓိပ္ပာယ်များမဲ့နေသလားမသိဘူးနော်ဒီဟာလေးရှင်းလားဗျဟုတ်ပြီနော်အဲ့ဒါဆိုရင်ကျွန်တော်တို့ကအဲ့လိုဖြစ်စဉ်ကနှစ်ခုပဲရှိတယ်ဒီမှာတုံညခွန်ဆိုပြီးတော့နှက်ခတ်ရိုက်ပြီးတော့ညနေမှာပါဝါခွန်နှစ်ဆိုပြီးကြာထားတဲ့အတွက်ဒီသူ့အောက်မှာဒီ9ဘရိတ်က9ဘရိတ်လို့ပြန်ကြတာလားဆိုတဲ့တစ်ချက်ထူးခြားတယ်နောက်တစ်ခုဒီမှာတုံညကျွန်တော်စာတိုင်းပေါ်တယ်နော်အဲ့မှာတော့ပေါ်မှာမဟုတ်ဒီမှာတုံညခါနှစ်ခတ်တုံညခွန်ဖြစ်တယ်ညနေမှာခွန်နှစ်ထွက်တဲ့အတွက်ဒီ9ဘရိတ်က9ဘရိတ်လို့ပြန်ကြထားတာလားလို့ကျွန်တော်ယူဆတယ်အဲ့တော့ကံစိုးကံကောင်းပဲပေါ့ဗျာနော်မနေ့ပြန်တရက်တော့ကျွန်တော်တို့စွန့်စားကြည့်မယ်အဲ့ဒါဘာလဲဆိုရင်တော့ကျွန်တော်တို့မနေ့ညကို9ဘရိတ်တစ်ချိန်ကစားမယ်ဟိုတော့ shopping ကုန်ပါပြီငါးတုံညတစ်လုံးမပဘူး